လာပါခင်ဗျာဒါတော့ကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံအင်ချွန်မြို့မှာကျွန်တော်တို့ကြောက်ကစ်ကိုမောက်ပြစ်မဲ့အဖွဲ့ဂိမ်းသက်ဖီယာနေပြီးတော့ကျွန်တော်တို့ပေးရက်ရှည်ကောက်သစ်စားပွဲပေးရက်ရှည်အတွက်လူကန်ရက်နေကြခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီတက်ကဲကြီးက3500ကမ်ပိန်းနဲ့ဒီလထဲမှာကျွန်တော်တို့အကောင့်ထဲပေါ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကျပ်3500ရတဲ့အထိကျွန်တော်တို့ကမ်ပိန်းတွေမဲတွေအစီအစဉ်ပေါင်းများစွာနဲ့ကျွန်တော်တို့ကြိုးစားလှုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်ကျွန်တော်ရရှိတဲ့အလူငွေတွေအားလုံးကိုလည်းမြေပြင်ကိုဓာတ်ရိုက်စီစဉ်ပြီးတော့တိကျတဲ့စီးရင်စရာဖော်ပြမှုတွေနဲ့ကျွန်တော်တို့ထုတ်ပြန်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် YouTube channel မှာလည်းထုတ်ပြန်မှာဖြစ်တယ်လို့ကျွန်တော်တို့ Facebook မှာလည်းအကိန်းသက်ဖီယာဆိုတဲ့ကျွန်တော်တို့ page လေးရှိပါတယ်ခင်ဗျအဲ့ဒီမှာလည်းကျွန်တော်တို့အားလုံးထုတ်ပြန်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဖွဲ့ဝင်ညီကိုတွေကြိုးစားပြီးတော့မိုးရဲရေတဲ့လေထဲမှာလူကန်ရက်နေကြခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်တောင်ကိုရီးယားနိုင်ငံအင်ချွန်မြို့ဘူဖြောင်းဘူတာအဝိုင်းဖြစ်ပါတယ်ခင်ဗျာဒီမှာကျွန်တော်တို့စနေတနင်္ဂနွေအများတန်းလူကန်ရက်ပြီးတော့မြေပြင်ထောက်ဖို့အတွက်ကြိုးစားလှုပ်ဆောင်နေကြပါတယ်အခုကတော့ရာသီဥတုကတော့မိုးရွာနေတာပေါ့ခင်ဗျာမိုးရွာနေပြီပဲမဲ့ဒါကျွန်တော်နိုင်ငံအတွက်ကြိုးစားလှုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်လူငယ်တွေကျွန်တော်တက်ကဲကြီးက3500ကမ်ပိန်းကတော့ဒါမြေပြင်တရင်တက်ဖွဲ့တွေကိုကျွန်တော်တို့ကြီးကတက်ဆင်မှုဖြစ်ပါတယ်ကျွန်တော်ရဲဘော်တွေအတွက်ကြီးကအုတ်ထုပ်တွေကြီးကအင်ကြီးတွေဖနက်တွေကျွန်တော်တို့အားလုံးကိုမြေပြင်ထောက်ဖို့တက်ဆင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ညပိုင်းည12နာရီလောက်ထိအလူကန်ရကြမှာဖြစ်ပါတယ်ခင်ဗျဒါဟိုပေးရက်ရှည်ကတော့နေတိုင်းမနက်10နာရီဝင်းကျင်လောက်ကနေစပြီးတော့ည12နာရီထိဒါကျွန်တော်တို့အများတန်းနေ့ရက်တိုင်းပေးရက်နေ့ရက်တိုင်းလူကန်ရပါတယ်တာမန်စနေတနင်္ဂနွေဆိုရင်တော့ကျွန်တော်တို့မနက်10နာရီကနေပြီးတော့ည9နာရီ10နာရီပတ်ဝန်းကျင်လောက်ထိရပါတယ်ခင်ဗျဘူဖြောင်းကိုရီးယားတောင်ကိုရီးယားနိုင်ငံအင်ချွန်မြို့ဘူဖြောင်းဘူတာရှိမှာဖြစ်ပါတယ်